မင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမှာကတော့ကျမတို့အားလုံးမင်းကွတ်တီရဲ့ချိုမေနဲ့အရာသာကိုကြိုက်နေတဲ့ကြပါတယ်ဒါပေမဲ့အခွန်ကတော့အလကားပဲလူပစ်လိုက်ကြပါတယ်ဒီနေ့မှာတော့ဒီလိုမလုပ်တဲ့အကြောင်းရင်းကိုပြောပြပေးပါမယ်နော်အဲ့ဒါကတော့မင်းကွတ်တီအခွန်မှာပုံကွယ်နေတဲ့အမခံကျမ်းမာရေးအစွမ်းတက်တွေကြောင့်ပါဒါရီတိသွားရင်အခွန်ကိုအစေးကောင်းတလက်လို့မြင်လာပါလိမ့်မယ်ရှင်ပထမဆုံးအချက်အနေနဲ့အခွန်ထဲမှာပါတဲ့စံထုံလို့ခေါ်တဲ့ပြပေါင်းနေတာခနာကိုတွင်းရောင်နှမ်းမှုကိုရွှတ်ခတ်ပြီးပါတယ်အစစ်ရောင်နာအနာရောင်နာတွေကိုတက်တာစေပါတယ်ဒါအပြင်အဖြစ်မှန်းကဒဏ်ရာတွေအတွက်လည်းအထူးကောင်းပါတယ်အခွန်ကိုပြုတ်ပြီးအနာကိုစေးတာဒါမှမဟုတ်အုံဖေးတာကအနာကျက်မြန်စီပြီးပုံးဝင်တာကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်ဒုတိယအချက်အနေနဲ့ခရီးတွားရင်အစားမိုင်းနဲ့ဝမ်းပြက်ဝမ်းလျှော်ဖြစ်တဲ့အခါမင်းကိုတီအခွန်ကအကောင်းဆုံးရိုးရာစီးတလက်ပါပဲအချောက်လမ်းပြီးပြုတ်တော့ယုံပါပဲနောက်ပြီးဒီအခွန်မှာပါတဲ့ထက်ပစ္စည်းတွေကတဘာဝအတိုင်းဘက်တီးရီးယားနဲ့မှုဘိုးတွေကိုတိုက်ဖြတ်ပြီးနေတဲ့အာနာသိန်းချပါရဲ့ရှင်တတိယအချက်အနေနဲ့မင်းကိုတီအခွန်ကခင်တွင်းကျမအေးကိုလည်းကောင်းမွန်စေပါတယ်ပြုတ်ထားတဲ့ရေနဲ့ပလောက်ကျင်းပေးခြင်းအထင်ပါနံဆိုတာတွားကုန်းရောင်တာနဲ့အပူနာတွေကိုတက်ထားစေပါတယ်ရှင်ဒါဆိုဒီအခွန်တွေကိုဘလို့အသုံးပြုရပါလဲဆိုတော့ရိုးရှင်းတဲ့နီလန်တစ်ခုရှိပါတယ်ပြုတ်တောက်ခြင်းအတော့အချောက်လန်ထားတဲ့အခွန်လက်တဆွန်စားကိုရေနဲ့သုံးခွက်နဲ့ရေတဝက်မဲ့ကျန်းတဲ့အထိကြိုးပြီးတောက်တုံနိုင်ပါတယ်နောက်တစ်ခုကတော့အနာစေးကြောခြင်းအတွက်ကတော့အဲ့ဒီပြုတ်ရည်နူးနူးလိနဲ့ပဲအနာတွေကိုစေးကြောပေးလို့ရပါတယ်ရှင်ကဲနောက်တစ်ခေါက်မင်းကိုတီစားတဲ့အခါအဖိုးတန်ဒီအခွန်ကိုအလွယ်တကူလို့မဖြစ်ပါနဲ့ဒီအချက်လက်တွေကတိအတွက်အကျိုးရှိမယ်ဆိုရင် like and share လုပ်ပေးကြပါအောင်ရှင်နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်နော်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်